စိုက်ကားလေစိုက်ကားလေကွာအေးဘယ်သူလဲလဲဟောဟမ်ဟိုမှာလာနေတာမတ်သားမလားဟာဒီကိုတဲ့တဲ့လာနေပါလားကိုထူးမလာပါဦးရှင်ဒီကိုအတန်းကိုစီလာတယ်နော်ဒီမှာကိုထူးမရှင်ဘာစင်းရှုပ်လာပြန်ကြောစမ်းမအောင်ရှင်ကဘယ်လိုအချိုးချိုးတာဟမ်ကိုထူးဘာဖြစ်လို့လဲအတိုင်းကိုထူးဘာလုပ်မိလို့လဲအော်ဘာလုပ်မိလို့လဲအေးလေကိုထူးဘာလုပ်မိလို့လဲရှင်ဘာဖြစ်လို့ကလေးကိုကျောင်းမှာသွားတွေ့တာဒါဒီမှာကျမသားမလင်ကြဘူးရှင်ပြန်မပြောပါနဲ့ဆိုပြီးရှင်ကကလေးကိုလင်ခိုင်းလို့မရဘူးတွေ့ချင်လို့ပါတိုင်းကိုသားလေးကိုတွေ့ချင်လို့ကျောင်းလွတ်ချိန်တိုင်းသွားပြီးအဝေးကနေပြီးတငေးတဲ့ငေးကြည့်နေရတဲ့ကောင်အဲ့ဒီနေ့ကတော့သားလေးကိုမြင်တော့ဘလို့မှစိတ်မထိန်နိုင်တော့အော်သွားစကားပြောမိတာပါကွယ်အလွန်သဲမနေနဲ့ကိုထူးမရှင်မျက်ရည်ကြပြငိုပြလို့လေတနာမဲ့အစာမျိုးမဟုတ်ဘူးရှင်ကလေးကိုသွားပြီးမနှောက်ယှက်ပါနဲ့ရှင်စိတ်ဓာတ်ပြောညံ့မှုတွေရှင်ရဲ့အကျင့်စာရိတ္တတွေကျမသားလေးစီကိုအကူမခံနိုင်ဘူးကိုဟာလည်းအသက်ထင်ရှားရှိနေတယ်ကလေးတယောက်ရဲ့ဖခင်မှာကိုသားလေးကိုတော့ကိုသားလေးကိုတော့ကိုစကားပြောမှမရှိတော့ဘူးလားဥပဒေအရာတော့ရှိမရှိကျမမသိဘူးဒါပေမဲ့လူမှုရေးအရာကလေးရဲ့အနာဂတ်ကောင်းစားရေးကိုရှေ့ရှုပြီးကြည့်ရှင်ကလေးကိုသွားပြီးမဆက်ဆံသင့်ဘူးဆက်ဆံခွင့်လည်းမရှိဘူးကလေးရဲ့အတိထဲမှာသူ့အဖေးဆိုတာမရှိဘူးသူ့အမေပဲရှိတယ်ကိုအမားကိုဝန်ချတောင်းပါပါတယ်အတိုင်းအတန်းကျင်နေမယ်ဆိုရင်ဘလုံနည်းနဲ့တောင်းပါရကိုထူတောင်းပါမယ်အဲ့ဒါလို့တောင်းမှနိုင်ချော့တိုင်းကျင်နဲ့တက်တဲ့ပျော်ညံ့တတ်တဲ့တွေးဝေသွားတတ်တဲ့မိန်းမဆိုရင်ကျမဒီနေ့ဒီအခြေအနေမျိုးမှာဘယ်ရှိတော့မလဲကိုထူးမရေစုံမျောသွားတာကြံလှပြီပေါ့အပြတ်ပြောလိုက်မယ်ကိုထူးမတစ်ချိန်ကရှင်ဟာကျမရဲ့အိမ်ဦးနတ်ပဲကျမဘဝမှာအရေးကြီးဆုံးပုဂ္ဂိုလ်ပဲအေးအခုတော့ကျမဘဝထဲမှာရှင်မရှိတော့ဘူးမိသားဘဝတွေကကိုထူးမောင်ဆိုတာသေသွားပြီဘယ်လို့မှပြန်ရှင်မလာနိုင်တော့ဘူးအဲ့ဒါနောက်ဆုံးအဖြစ်ကျမသားကိုကျမဘာသာလူတစ်လုံးသူတစ်လုံးဖြစ်အောင်ပြူစုထိမ့်သိမ့်နိုင်တယ်ဘသူအကူအညီမှမလို့ကျမရင်နဲ့လွယ်ပြီးမွေးကြရတဲ့သားဟာကျမလူမျိုးဖြစ်ရကြည်ထားကိုထူးမကြည်ထားအေးတခုတော့အပြတ်မှားလိုက်မယ်ရှင်နောက်တစ်ခါသားနဲ့သွားတွေ့ကျမနဲ့တွေ့မတ်သားကတရားနဲ့ရှင်းလို့မရရင်ဓာတ်နဲ့ရှင်းရှင်မယုံရင်လဲစမ်းကြည့်ဒါပဲဒီဘောထူးမဘယ်လိုဖြစ်လာလဲမတော်ဆိုးရက်တွေပါလေတောက်လာကျွန်တော်စိတ်ညစ်တယ်ဗျာအဘကျွန်တော်စိတ်ညစ်တယ်ဒီလေအတမ်းမနဲ့ကကျွန်တော်လာပြီးတော့လေချိန်မောင်းသွားတယ်ဗျာကျွန်တော်စိတ်ညစ်တယ်ဗျာအေးပါအဘဟေးကျွန်တော်သားလေးကိုကျွန်တော်ဘယ်လိုမှမခွင့်နိုင်ဘူးပါချီရအေးဘောရင်းရလဲကျွန်တော်ကြောင်းကိုတစ်ခါရောက်သေးတယ်သွားမတွေ့ရဲဘူးလေသိရမလားသွားမတွေ့ရဲလို့မတွေ့ကြရအောင်အဝေးကနေပြီးတော့လေဟိုးအဝေးကနေလှမ်းချီပြီးတော့ကျွန်တော်ပြန်ခဲ့ရတယ်ဖိုင်ဒီတခါသွားတွေ့လို့ရှိရင်ခလေးကိုပါခေါ်ပြီးတခြားပြောင်းသွားတယ်ကျွန်တော်ဘာချစ်ဘယ်လိုက်ရှာမှမသိဖြစ်နေမှာဆိုရတယ်ဒီကွာအဖတို့လည်းတရားပြေချောင်းပြောတာပဲဘယ်လို့မှမပြေဘူးကွာသူ့စွတ်တရွတ်သွားလို့ဝဲတာမဟုတ်ဘူးသူ့စိတ်သိနေတော့တို့လည်းရှေ့ကိုဘာတို့လို့ရမှန်းကိုမသိပါဘူးကွာကျွန်တော်တော့ယူပါပြီပါချင်ကျွန်တော်ယူပါပြီနှုံဒလေးရပါပြီတခါမှမိတဲ့အကျွေးကိုကျွန်တော်တဘဝလုံးကြည့်အောင်အေးပေါ့ကွာကံကြမ္မာဆိုတာတသမတ်သေးပြောလို့မရပါဘူးအလှည့်ပြောင်းရှိခြင်းရှိလာအောင်ပါ
အရက်ဒီဘာတွေလဲတောက်မနေပါနဲ့ကွာမင်းအခက်ခဲမျိုးကအရက်နဲ့ဖြည့်ရှင်းလို့ရတဲ့အခက်ခဲမျိုးမဟုတ်ပါဘူးကွာရှာမတွေ့တော့ဒီအချိန်လောက်ဆိုပါသားကုန်တော့ပြီကွာ မလျှော့နဲ့တို့ရုပ်ရှင်နေဘက်ကိုလှည့်ရှာဟေးဘောဂျိုလန်းဘက်ကိုမောင်းကွာ ဟေးဟိုရုပ်ရှင်ကလေးအောက်မှာရက်နေစကေတွေဝေးကွာကြည်တန်းပုံကတော့အပြန်စားပဲငါလေဖန်ကွာဖန် အေးပါဖမ်းမမယ်ဟာနေဦးဒီပုံမျိုးငါမြင်မှုသလိုရှိတယ်ဟာတိပြီဟေးအဲ့ဒါမတ်တမ်းမယ်ကွာ ဘယ်ကမှတမ်းနေကွာ ဟာဘယ်ကမတ်တမ်းမလဲကွာတို့အိမ်မှာအရင်တော့အိမ်ပေါ်လောက်သွားခဲ့ဘူးတဲ့ကောင်မပေါ့ငါတော့ကြံဘူးသေးတယ်အဲ့တုန်းကအချင်းနေမကောင်းလို့မရလိုက်ဘူးနောက်လမ်းတိတ်ကစက်ကားနေနဲ့အကောင်တစ်ကောင်နဲ့ရသွားတာနောက်ပြီးတော့အဲ့ဒီကောင်နဲ့လည်းကွဲသွားတယ်ကြားတာပြောင်းနေတာကြာပြီကွာဟာတွေ့မယ်တွေ့တော့ညာကြီးမင်းကြီးဘတ်စကုအောင်မှာလာတွေ့နေတာကို ဟေးကောင်ကြည်လေးလို့ပါကွာတော်တော်ကြာခီးတက်ပြီးအမှုပတ်နေပါဦးလေကွာ မင်းကလည်းညံ့လိုက်တယ်ကွာဟေးလင်းနဲ့ကွဲနေတဲ့မိမတယောက်ညာကြီးမင်းကြီးဒီဘတ်စကုအောင်မှာလာတွေ့နေတာဒီလို့မစားလို့ဘာလို့စားအောင်မှလဲကွာနေဟဲ့အတန်းနေငါစင်းဖမ်းမယ်ကားကိုအဲ့ရှင်ထဲမှာတိုးပြလိုက်အော်မသမ်းမလားညာကြီးမိုးချုပ်တယောက်ထဲလားကို့မှတ်မိသေးလား အာမှတ်မိသားပဲ မသမ်းခုပဲရောက်နေလေမတွေ့တာကြာပြီနော် ဒီဘိုက်စကုတ်ရုံအောက်မှာဈေးရောက်စားတယ် ဟုတ်ပြီငါထင်တာအမှန်နေဟဟလာအခုပဲလေကိုဝင်းနဲ့မှာကားပါလာတယ်လေကိုနဲ့လိုက်ပို့မှာပေါ့ ဟင်းနေပါစီကိစ္စမရှိပါ လာပါသားရဲ့ဘာလဲနေကမျက်နှာသီးတွေမို့ရှက်နေတယ် ဘာ မရှက်ပါနဲ့ကွာတို့ကနားလဲပါတယ် ချစ်စမ်း သူ့တန်ကြီးဖြစ်သွားမှာပေါ့ နေစမ်းမအောင်ရှင်ကဘာအောင်းမေလို့ဒီစကားမျိုးတွေလာပြောနေတာဟမ်ကိုဝင်းနိုင်ကိုသွားမယ်လမ်းကိုကိုသွားနော်ဟွန်း ဟေးမိုးလကြီးတူနီလုံးမနေပါနဲ့ဟာနေအကြောင်းတို့ကြားပြီးသားပါနေရလဲနေလိုပုံမျိုးနဲ့လင်းနဲ့ကွဲပြီးတကူကြီးတကာရဘတ်စကုတ်အောင်မှာဈေးအောင်စားနေတယ်ဆိုတော့လာပါမတန်းရတို့ကထဲထဲနဲ့ဖြစ်ရစေမှာပါ ကိုဝင်းနိုင်ရှင်ပြောနေတာတော်တော်လွန်းနေပြီနော်ရှင်သိပ်မရိုင်းလွန်းနေပြီ ဟင် ဒီမှာကျမဒီလိုဘဝမျိုးအရောက်ခံမယ်ဆိုရင်ရှင့်အိမ်မာတွေကရှင့်ဆက်ကွင်းတွေကထွက်ပြေးလာစရာတောင်းမလို့နားလေရှင်သွားနော်ကျမကိုစိတ်တောင်းလာမလုပ်နေနဲ့ အော်ကောင်မကဒီလိုဟေးဒါမျိုးတွေယိုးနေပြီမတန်းယိုးနေပြီဝင်းနိုင်တော့ဒီလိုချိုးလို့မရဘူး ကိုဝင်း ဘာ နိုင် ပြောတို့မယုံတို့ကလက်တွေ့အခြေအနေကိုကြည့်ပြီးဆုံးဖြတ်တာ ကိုဝင်းနိုင်နော် ဒီအချိန်ဒီနေရာမှာဒီလိုအနေထားမျိုးတွေ့ရနေရှောင်သွားရင်တို့တော့မိုက်တာပဲရှိဦးမလဲ ရှင်နော်သွားဆိုသွား လာသမားဟဲ့ကောင်လာကွာဝိုင်းပြီးပြောပါဦးကောင်မလေးကရင်းနှီးတွေဆိုတော့ရှက်နေတယ် ကျွန်တော်မကြောက်ဘူး မလုပ်ဘူး ကျမ လာ တော့မလုပ်ဘူးလားကဲမလုပ်အမှုတစ်ခုလုံးဤအမှုသွားအမှုလာများကိုကျွန်ုပ်တို့တရားရေးအဖွဲ့ကအသေးစိတ်လေ့လာသုံးသပ်ကြသည်မှာတရားခံဖြစ်သူမတ်တန်းသည်သေသူကိုဝင်းနိုင်အားတမင်သေစီရန်ရည်ရွယ်ချက်ဖြင့်ကြိုတင်ကြံစီတပ်ဖြတ်ခြင်းမဟုတ်ကြောင်းထင်ရှားသည်မိမိ၏အရှက်သိက္ခာကိုကာကွယ်ခြင်းဖြစ်၍ဥပဒေပါခံစား권ဖြစ်သောမိမိကိုမိမိခုခံကာဝယ်ပိုင်ခွင့်ကိုခံစားတတ်သည်ဟုကျွန်ုပ်တို့ယူဆသည်တို့ရာတွင်ဤအမှု၌သက်သေခံပစ္စည်းတစ်ခုအဖြစ်တင်ပြသောဓာတ်သည်လုပ်ငန်းခွင်၌သုံးစွဲသောပစ္စည်းမဟုတ်ပါဘဲလျက်နှင့်မတ်တန်းလက်ဝယ်တွင်ကြိုတင်ကင်ဆောင်ထားခြင်းအတွက်မူမတ်တန်းတွင်အပြစ်ရှိသည်ဟုယူဆရမည်ဖြစ်ပေသည်တို့ဖြစ်၍တရားခံဖြစ်သူမတ်တန်းအားပြစ်မှုဆိုင်ရာဥပဒေပုံမှန်304အရာအလုံးနှင့်ထောင်ဒဏ်5နှစ်ကြခံစေရန်ဤယုံတော်မှအမိန့်ချမှတ်လိုက်သည်ကျမလောက်တာမှန်တယ်
တရားတယ်လို့ထင်တယ်အဖချစ်ဒီလိုဒီအချိန်မျိုးမှာဒီလိုမှမလုပ်ဘူးကျမဘာဖြစ်သွားလဲပါဒီဘဝတော့ဘယ်အရောက်ခံမလဲအဖိုင်ဒီကိစ္စအတွက်ကျမနောင်တမရဘူးကျမမှားနေမမှားဟိုးထောင်ထဲမှာ10 နှစ်နေသွားတာလေကျမကမလေးဒါပေမဲ့ကလေးအတွက်ကျမစိတ်ပူတယ်ကလေးရှိရဲ့အတွက်ကျမအများကြီးစဉ်းစားတယ်စိတ်တွေလျှော့ထားစမ်းသမီးရဲ့သမီးနောက်မှာအဘတို့ရှိပါသမီးဖြစ်စေချင်တာတွေကိုအဘတို့ကပြောအကုန်လုံးအဘတို့တာဝန်ယူပေးပါမယ်ကွယ်ဟုတ်ကဲ့ပါကိုထုမောင်ခေါ်ပေးစမ်းပါပါခုသူဘယ်မှာရှိမလဲဟေးမောင်ထူးမောင်ဟုတ်လားရှိပါတယ်သမီးရဲ့ရှိပါတယ်သူခမအစိုးကြီးတွေကရောက်နေရှာတာပါသမီးသူ့ကိုမြင်ရင်လေပိုးပြီးတော့စိတ်ထိခိုက်မှာစိုးလို့အပြင်မှာစောင့်နေရှာပါတယ်ဟေးမောင်ထူးမောင်လာဟေးဒီမှာမတန်းခိုးနေတယ်ကိုထုမောင်အတန်းကိုခေါ်ရစို့ပြောလိအတန်းဘာပြောချင်ပြောကျမဘဝမှာဆုံးဖြတ်ပြီးသားဆုံးဖြတ်ချက်တစ်ခုကိုပြင်တာဒါပထမဆုံးအချိန်ပဲကိုထုမောင်ကျမမရှိတဲ့နောက်ပိုင်းမှာအပြင်မှာကျန်းနေခဲ့တဲ့ဟောဒီသားလေးရဲ့နောင်ကြီးကိုတွေ့ပြီးကျမဒီဆုံးဖြတ်ချက်ကိုချတာပဲဒီမှာပါချင်ပြောသမီးပြောအခါချင်းနားထောင်နေပါတယ်သမီးရဲ့ကျမအပြန်အလှန်စဉ်းစားပြီးပြီပါကလေးကိုဘယ်သူနဲ့ထားခဲ့ရမလဲဆိုတာနောက်ဆုံးတော့ကလေးအတွက်စိတ်အချဆုံးဖြစ်တဲ့နေရာသူ့အဖေရဲ့ရင်ဝင်မဲလို့ကျမတွေ့မိတယ်ဒါကြောင့်ကိုထုမောင်ဒီဟာရှင်ကိုကျမခွင့်လွတ်တယ်ကလေးကိုရှင်နဲ့အတူထားခဲ့မယ်ကလေးကိုကျမပုံသွင်းလာခဲ့တယ်လို့ရှင်ဆက်ပြီးပြိုးထောင်မှုလိုတယ်အတန်းပြောပါကိုထုမောင်ကိုထုတာဝန်ယူပါတဲ့အတိုင်းဖြစ်စေခြင်းနဲ့အတိုင်းတသွေးမတင်းဖြစ်လာစီရနော်တားတယ်မကပါဘူးအတိုင်းပြန်လာတဲ့အခါကျရင်လေကိုထုကိုပါအတန်းဖြစ်စေခြင်းနဲ့အတိုင်းဖြစ်လာပါရစီမယ်လို့ဆိုတော့အများရှိမှာကိုထုဂရိပေးပါလေဝင်တာလိုက်တာကိုထုမောင်ကြီးအသာဝင်တာလိုက်တာကဲအားလုံးကျမသွားမယ်တာလီမိသွားမယ်နော်မိပြင်းနေတယ်ဟာလားနော်တာမတာပဲသွားမှလေတားလေးလိုက်မယ်တားမထားခဲ့ပါနဲ့မင်းရအလုပ်ရှိလို့ပါကွယ်မင်းရအလုပ်ရှိလို့အလုပ်ကိစ္စတစ်ခုနဲ့သွားမှာတားငုံနေတယ်ဟာလားတားမငိုအောင်လေတားရဲ့တားမငိုအောင်တားဘယ်တော့မှမငိုအောင်မိခဏပြောဘူးတယ်တားမေ့သွားပါလားတားမေ့သွားပြီမတန်းရဲ့သားမတန်းလို့ပဲမငိုအောင်ဆိုတာလေငိုတာမိမကြိုက်ဘူးငိုတယ်ဆိုတာလူပြောလူညံ့နေရဲ့အလုပ်သားမိသားဆိုရင်မငိုအောင်နော်တာနော်မိကိုရီးပြစမ်းသားရီးပြစမ်းမသားရဲ့သားရီးပြပါတယ်မိရဲ့ရီးပြစမ်းသားရီးပြပါတယ်ဒါမှမိသားဖို့ဒါမှပို့တိုင်းမိတိတ်အကြာကြီးမနေပါဘူးတိုင်းမိမြန်ပြန်လာခဲ့မယ်နော်ဟောမိပြန်လာတော့မိကြီးရဲ့တသားရဲ့ဖေရဲ့ဟောဒီကအဘချစ်တို့ရဲ့အတူတူနေကြတာပေါ့ကွယ်နော်ကဲတိုင်းမိသွားမယ်နော်တားမြော်နေမယ်နော်မိပြန်လာခဲ့ပါမိပြန်လာခဲ့ပါမယ်တိုင်း
မိမိမကြောက်ဘူးသားရဲ့အရှုံးပြီးမြေစားလမ်းတဝဲမှာပတ်ချပစ်စမ်းမိမိရှိမှပြုံးပြစမ်းမှာကံကြမ္မာ